ညနေဆောင်နေဝင်ရိုးအိမ်အချင်းရွာဦးကျောင်းနာကညောင်မင်းကြီးအောင်မှာကလေးတိုက်စူညံစွာကစားနေကြသည်ကစားနေကတော့ထုံးစံအတိုင်းအယူမကြီးမဆအို့တောင်းဘသူလဲအလဲမှာစပိန်ဖားလျောင်းချပြီးထိုင်နေတဲ့ကိုးနှစ်သမီးလေးမုံကအတန်တီးတူးကပင်ထူလိုက်သည်ကြံခဲ့ကလေးတွေကလက်ချင်းထိပ်ပြီးဝိုင်းပက်ညင်တခိခိရေမော်နေကြသည်ကျောင်းသားတွေပါဘာလာလို့တာလဲကျောင်းလာတက်တာပါမေခွန်းတွေကအစီအစဉ်ကင်သွားနေသည်သို့တော့လီတို့ကရုတ်တညံအေးဆက်သွားသလိုခံစားလိုက်ရသည်ကစားနေတဲ့ကလေးတွေကအငယ်ဆုံးလေးဖိုးသားကကြောက်လန့်တကြားနဲ့မုံညံနောကြောကတ်ကိုလက်ညှိုးထိုးပြသည်မုံအဲ့ဒါဘသူလဲကလေးတွေအားလုံးငြိမ်ကြသွားသည်မုံရဲ့နောက်ပဲမလန်းမကန်းမှသင်ထိုင်ကုန်းပါအထက်လမ်းကွေမှာအမျိုးသမီးတယောက်ရပ်နေသည်သူမမှာဝစ်ထားတာကအဝတ်စုပ်တွေစပင်ကဖားလျားချထားပြီးလက်ထဲမှာတော့အဝတ်စုပ်တွေနဲ့ထုတ်ထားတဲ့အယုတ်မားကြီးတရုပ်ကိုပိုက်ထားသည်သူမကကလေးတွေစီကိုတရွေ့ရွေ့ရှောက်လာရင်တိုးညင်းတဲ့အတိုင်းနဲ့တချင်းတပုတ်ကိုစိုးနေသည်အိပ်ပါတော့သားလေးရဲ့မေချော့ပါမယ်အိပ်ပါတော့ကလေးတွေကြောက်လန့်တကြားနဲ့နောက်ဆုတ်လိုက်ကြသည်ဒါပေမဲ့ထူးဆန်းတာကထိုအမျိုးသမီးဟာမုံလို့စီကိုမလာပဲရွာထဲကအိမ်တအိမ်စီကိုဥတီသွားနေတာဖြစ်သည်အဲ့ဒီအိမ်ကတော့ပြီးခဲ့တဲ့အပတ်ကမှခလီမွေးထားတဲ့မီးနေတဲ့အိမ်ကြီးဖြစ်သည်ထိုညရွာတရွာလုံးတိတ်ဆိတ်နေချိန်မှာထိုမီးနေတဲ့အိမ်ကတကြီးနဲ့ပူကတ်လွဲတံကိုကြားနေရသည်ခလင်းကိုတန်တဲ့လီထွက်ပေါ်လာပြီးနောက်မှာတော့စပင်ဖားလျားချထားတဲ့အမျိုးသမီးတယောက်ရဲ့ချော့မြူတန်ကလိုက်ပါလာသည်ခလေးလေးဘိုက်စာနေပြီလားမိချော့ပေးမယ်နော်လာနောက်ရက်မနက်မှာတော့အဲ့ဒီအိမ်ကခလေးလေးဟာအကြောင်းရင်းမရှိဘဲဆုံးပွားသွားခဲ့သည်ရွာတွေကလူကြီးတွေကတော့တူးတိတ်ပြောကြသည်မဆအူလာချော့သွားတာပဲသူကခလေးတွေကိုတိတ်ချက်တာကို